အဲ့မှာနော်ကြိုက်နေတဲ့နှစ်ယောက်ရှိတယ်လို့ကြားတယ်အဲ့နှစ်ယောက်ထွက်ခဲ့ဆိုတော့ဘယ်သူမှမထွက်ဘူးတဲ့အားလုံးကညှိနေတာအတန်းထဲမှာဒါနဲ့ဆီယမကအဲ့ဒီနှစ်ယောက်ကိုတီးတော့နင်းထွက်ခဲ့ဆိုတော့နှစ်ယောက်ကဟာဆီယမငါတို့ကိုတီးပြီးဆိုပြီးတော့နော်ခေါင်းကြီးငုံပြီးထွက်လာတယ်နော်နှစ်တန်းကလေးနှစ်ယောက်ကထွက်လာတယ်ဒါနဲ့ဆီယမကသူမေးတယ်နင်တို့နှစ်ယောက်ကြိုက်နေတာဆိုဘာမှမပြောဘူးခေါင်းငုံနေနင်တို့နှစ်ယောက်ကြိုက်နေကြတယ်ဆိုဘာမှမပြောဒါတဲ့ဆီယမကကဲမပြောဆိုရင်ငါရိုက်တော့မယ်နော်နင်တို့နှစ်ယောက်လုံးမြန်ဝင်ခိုင်မဝင်ခိုင်ငါရိုက်တော့မယ်လို့ပြောတော့ကောင်မလေးကခေါင်းမော်ပြီးတော့ကောင်လေးဘက်ကိုကြည့်ပြီးတော့တခွန်းပြောတယ်တဲ့ဘာပြောလဲဆိုတော့မောင်ပြောလိုက်လေလို့ပြောတယ်တဲ့နော်အဲ့လိုခစ်ဖြစ်နေတယ်အချစ်ကလူတိုင်းနဲ့မကြည့်ဒါပေမဲ့နော်အဲ့ဒီအချစ်ကမှန်ကန်တဲ့အချစ်နဲ့တွေ့ဖို့အရေးကြီးတယ်ဒီနေ့လောကမှာအချစ်တွေအများကြီးရှိတယ်ဒါပေမဲ့လေမိုက်မဲအချစ်ဆို crazy ဖြစ်တယ်ဆိုတာကနည်းနည်းလေးကြိုက်တာကိုပြောတာမဟုတ်ဘူးအဲ့ဒါမရရင်အဲ့ဒါနော်အဲ့ဒီအရာကိုကျွန်တော်တို့မပိုင်ဆိုင်ရဘူးဆိုရင်မဖြစ်ဘူးဆိုတော့နော် crazy love ဒီနေ့သင်ကိုတယောက်ယောက်ကချစ်တာခံခဲ့ဘူးတယ်ဒါပေမဲ့အခုချိန်မှာအဲ့ဒီသူကသင်ကိုရှိမှန်းတော်မသိတော့ဘဲနဲ့ဂယုမဆိုင်တော့တာကိုခံရတဲ့သူလည်းဖြစ်နိုင်တယ်ဒီနေ့သင်ကိုအမြဲတမ်းစိတ်ဝင်စားပြီး crazy ဖြစ်နေတဲ့သူတယောက်ရှိတယ်အဲ့ဒါကတော့ယေရှုဖြစ်တယ်မိတ်ဆွေ hallelujah hallelujah အနာမရှိပြုံးပြုံးလေးနဲ့ယေရှုကသင်ကိုအယမ်းချစ်တယ်လို့ပြောရအောင်ထပ်ပြောပါဦးနည်းနည်းလေးမဟုတ်ဘူးနော်လို့ crazy ဖြစ်တာလို့ပြောလိုက်ပါဦးထိုယေရှုလက်ခေါက်တီးလက်ချီးမွမ်းရအောင်အာမင်ဟာလေလုယာတခါလေစဉ်းစားတဲ့အခါငါ့ကိုယေရှုကအဲ့လောက်ချစ်စရာဘာကြောင့်ရှိလို့လဲဟိုးငါနဲ့မဆိုင်တဲ့အရှိလေပိုင်းမှာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်လောက်တုန်းကအသက်ပေးခဲ့တဲ့ယေရှုခရစ်တော်ကဒီနေ့ငါ့ကိုကယ်တင်တယ်ဆိုတော့ဖြစ်နိုင်မှာမလားလူကိုဖန်ဆင်းတဲ့ဖခင်ကလူကိုကယ်တင်ဖို့ရန်အတွက်စိတ်ဝင်စားပြီးတော့တပါးကြီးသောသားတော်ယေရှုခရစ်တော်ကိုကျွန်တော်တို့အတွက်ဆေလွတ်ခဲ့ပြီးတော့ထိုယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံတယ်ဆိုရင်သင်ရဲ့တမလွန်ဘဝတွေမကဘဲနဲ့ယခုဘဝပါလွတ်မြောက်ခြင်းခံစားဖို့ရန်အတွက်ယေရှုခရစ်တော်လောကကိုဆင်းကြွလာတာဖြစ်တယ်အာမင်ထိုယေရှုခရစ်တော်ကကျွန်တော်တို့ကိုလူတွေကဘယ်လောက်ပဲပြောပါစေကျွန်တော်စဉ်းစားတယ်ဒီလေနဲ့သွားတဲ့တပည့်တော်ထဲမှာကျွန်တော်သာတယောက်အပါဝင်ဖြစ်မယ်ဆိုရင်ယေရှုခရစ်တော်ကိုကျွန်တော်စောရကတတ်မိမလားဘာလို့လဲဒီလောက်ငါတို့ခက်ခဲနဲ့ဟိုဘကန်းထိရောက်အောင်သွားရတယ်ဘာလို့များဒီအယူကြီးတယောက်တည်းအတွက်လာတာလဲဘာလို့လဲဆိုတော့ကျမ်းစာထဲမှာဖတ်တဲ့အခါအဲ့ဒီအယူတယောက်အဲ့ဒီနဲ့ဆိုးဆွဲတဲ့သူကိုနှင်ထုတ်ပေးပြီးတဲ့အခါမှာယေရှုကဘာပြောလဲဆိုတော့ငါတို့ဟိုဘကန်းကိုပြန်သွားရအောင်ဟာတပည့်တော်တွေကယေရှုဒီမှာတရားမဟောဘူးလားလူ9000လူ1000ကိုမဟောဘူးလားမဟောဘူးဟိုဘကန်းကိုပြန်သွားတယ်ဒီနေ့လောကမှာဆရာတယောက်ကကျွန်တော်ကိုပြောဘူးတယ်စံပြီးရတဲ့မင်းကိုဖခင်ကဘယ်လောက်ချစ်တယ်လဲဆိုတော့လောကမှာမင်းတယောက်တည်းရှိတယ်ဆိုရင်တောင်မှမင်းကိုကယ်တင်ဖို့ရန်အတွက်ကြွလာမယ့်ယေရှုခရစ်တော်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီလောကမှာသင်တယောက်တည်းရှိတယ်ဆိုရင်တောင်မှသင်ကိုကယ်တင်ဖို့ရန်အတွက်လုံလောက်တယ်လို့ထင်တယ်လူတွေကသူ့ကိုရိုက်နှက်ပြီးတော့နော်ကားတိုင်းထမ်းပြီးတော့ရှောက်တဲ့ချိန်မှာမင်းကိုကယ်လေမင်းကိုကယ်လေမင်းပြောတော့ဖခင်သားဆိုမင်းတကိုးတွေပြနိုင်နေဆိုမင်းဘာလို့ကိုမကယ်တယ်လဲလို့ပြောတဲ့အခါမှာယေရှုခရစ်တော်ကဘာမှမလုပ်တတ်တဲ့နော်တိုးတငယ်ကဲ့သို့သင်နဲ့ကျွန်ုပ်ရဲ့အပြစ်တွေနာကျင်သောဝေဒနာတွေဟိုခက်ခဲလုံးနဲ့သွေးတွေချွေးတွေထွက်ပြီးတော့သင်နဲ့ကျွန်ုပ်ကိုကယ်တင်ခဲ့တဲ့ယေရှုခရစ်တော်ကလူတွေကမိုက်မဲလိုက်တာဘာလို့လဲဒီနေ့ကျွန်တော်တို့ဆွဲထားတဲ့ကားတိုင်းဆိုတာကအစိုးဆုံးလူတွေကိုချိတ်ဆွဲပြီးတော့တတ်ပစ်တဲ့ကားတိုင်းဖြစ်တယ်အဲ့ဒီနေရာမှာရိုက်ခံရတဲ့သူကလူကောင်းတရားအောင်မှမပါဘူးဒါကြောင့်ယေရှုခရစ်တော်ကသူ့နားမှာအတူတူရိုက်နှက်ခြင်းအသက်ချင်းခံရတဲ့သူတွေကလူဆိုးဓမြတွေဖြစ်တယ်အဲ့ဒီလူတွေတဲကလည်းတယောက်ကပြောတယ်သူကိုမင်းကဖျားသားဆိုမင်းကိုမင်းကယ်ပြီးတော့ငါ့ကိုလည်းကယ်ပါလားလို့ယေရှုကပြောတယ်ယေရှုခရစ်တော်ကသူ့ကိုသူလည်းကယ်နိုင်ပါတယ်အဲ့ဒီချိန်မှာတကိုးတွေလည်းပြနိုင်မှာပါဒါပေမဲ့ဘာမှမလုပ်တတ်တဲ့သူကဲ့သို့နေပြီးတော့သင်နဲ့ကျွန်ုပ်တို့ခံရမယ့်အဖြစ်အလုံးစုံကိုခံခဲ့တဲ့ယေရှုခရစ်တော်ဖြစ်တယ်